အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်တို့လေးလာကြည့်မယ့်အကြောင်းအရာလေးကတော့တကယ်ကိုစိတ်ဝင်စားစရာကောင်းသလိုအချင်းကိုက်လို့ဖို့လက်သိအရေးကြီးတဲ့အထူးရတရားလေးတစ်ခုအကြောင်းပဲဖွင့်ပါတယ်အထူးသဖြင့်2024ခုနှစ်မေလ9ရက်နေ့မှာကမ်ပွတ်လောက်ပွင့်ဖို့နဲ့စီဝါရီနဲ့စားတိုးတက်စေဖို့ရည်ရွယ်ထားတဲ့ရိုးရအစီအမံလေးတစ်ခုပေါ့ဗျာတကယ်ကိုအချင်းကားနဲ့ကိုက်ညီစွာလှုပ်ဆောင်ရမယ်နေ့စဉ်ဘဝမှာအကျိုးထူးတွေရည်ဆော်လာပေးနိုင်တဲ့အကြောင်းအရာလေးမို့အထူးစကြည့်လိုက်ကြရအောင်ဆိုတော့ကျွန်တော်ဒီမကြပေးခင်ကများကိုင်းနေနေမြနေတယ်လို့ခံစားရတာမျိုးရှိလားဒါမှမဟုတ်အယောင်အဝယ်တွေပါပြီးစီးပွားရေးလေးနေနေအေးနေတယ်တိုက်နေတယ်လို့တွေးပူနေလားလူလိုက်လို့တခါလေတော့ဒီလိုအခက်အခဲမျိုးတွေနဲ့ကြုံဖူးကြမှာပါပဲအခုကျွန်တော်ရှင်းပြပေးမယ့်အစီအမံလေးကတော့လေဒီလိုတိုက်နေတဲ့အခြေအနေတွေကိုပြန်လည်ခေါင်းမွန်လာစေဖို့အတွက်ဘယ်သူမစိုးလွယ်လွယ်ကူကူလက်လန်းမီပြုလုပ်နိုင်မယ်တကယ်ကိုအကောင်းဆုံးရတရားလေးတစ်ခုပဲဖြစ်ပါရဲ့ဒီနေ့မှာတကယ်ကိုအောင်ဟိုးကောင်းတာကနံပါတ်9ရဲ့လွှဲချက်ပါပဲစဉ်းစားကြည့်နော်လာပိုင်း9ရက်နေ့လိုနေမျိုးမှာနနေ့9နာရီတိတိမှာဒီယက်ထရာကိုစတင်ရမယ်ဆိုတာကတိတ်ကိုစိတ်ဝင်စားစရာကောင်းတဲ့တိုက်ဆိုင်မှုတစ်ခုပါမူရင်းချမ်းဒီအရာဆိုရင်ဒီလို6ခန်းတန်းဒီထက်နေတဲ့အချိန်အခါမျိုးမှာပြုလုပ်တာကအကျိုးသက်ရောက်မှုကိုအများကြီးပိုပြီးပြင်းထန်စေရလို့ဆိုပါတယ်ကဲပထမအဆုံးအနေနဲ့ဖယားရှင်ကိုပူဇော်ရမယ်နနခင်ကုသိုလ်လေးတွေကနေစလိုက်ကြရအောင်ဟုတ်ပြီဒီအစင်လေးတွေကိုတစ်ချက်လောက်တေချာကြည့်လိုက်ရအောင်ဗျာတိတ်ကိုရိုးရှင်းပါတယ်နနေ့9နာရီတိထိုးတာနဲ့အင်္ဂါဖယားရှင်ကိုတောက်တော်ရဲ့အေးလေကတ်လူပေးပါအဲ့ဒီနောက်မှာတော့မြတ်စွာဘုရားရဲ့ဂုဏ်တော်9ပါးကိုခိုးခေါက်တီတီရွတ်ဖတ်ပူဇော်ရပါမယ်။အဲ့ဒါလေးပြီးွားရင်ကြံရည်တောင်မမုတ်ထိုင်လက်ကိုစကတ်လူရန်ပြီးတော့ဂုဏ်တော်9ပါးကိုပဲနောက်ထပ်9ခေါက်ထပ်ပြီးရွတ်ဆိုပူဇော်ရပါမယ်။ဒါဟာမနခင်ဘုရားဆင်ရှင်မှာကျွန်တော်တို့ပြုလုပ်ရမယ့်တိကျတဲ့အစီအစဉ်လေးပါပဲ။ဒီနေရာမှာလေတကယ်လို့များကျင်းရည်တစ်ခွက်အစင်တင်ရှာဖို့မလွယ်ဘူးဆိုရင်လည်းရုံးဝစိတ်မပူပါနဲ့။အစားထိုးသုံးဖို့လို့ရတာလေအများကြီးရှိပါတယ်။ကျန်းကိုအပိုင်းလေးတွေဖြတ်ပြီးကတ်လူလို့ရတယ်လို့ကျန်းဆိုလို့လုံးဝမရှိဘူးဆိုရင်တောင်ထက်လက်ခဲကိုလုံးတီတီကိုစက်ကလူတန်းပြုံတဲ့တင်အလားတူအကျိုးတရားမှုကိုရရှိနိုင်ပါတယ်။အဓိကကတော့ကိုယ့်ရဲ့တရားတရားနဲ့ရည်ရွယ်ချက်ကအရေးကြီးဆုံးပါပဲ။ဟုတ်ပါပြီ။အင်းကဘုရားဆင်မှာပူဇော်ပြီးပြီဆိုတော့အပြင်ထွက်ပြီးမိတော်ဝေမြရမယ်ကုသိုလ်ဒါနပြုလုပ်ရမယ်ဒုတိယပိုင်းလေးကိုဆက်သွားလိုက်ကြရအောင်။ဒီအချက်လေးကကုသိုလ်ပြုမှုနှစ်ခုရဲ့ကွာခြားချက်လေးကိုတိတ်လလပပလေးဖော်ပြနေပါတယ်။ဘေးဘက်ချမ်းမဆိုရင်ကလေးငယ်လေးတွေကိုချိုချင်းဒါမှမဟုတ်ကြားလောင်းလေးတွေဝေးငှပေးရမှာပါဒီလိုရိုးရိုးရှင်းရှင်းလေးပေးကမ်းလိုက်ခြင်းကကုစီကိုရှင်လောင်းဝမ်းမြောက်စရာတွေပြန်လဲရောက်ရှိလာစေပါတယ်။ညာဘက်ချမ်းမကြတော့တခီးအိုဒီကိုရေတံပိုး3ပိုးကနေ9ပိုးအထိလူတိုင်းရပါမယ်။အဖိုးအဖွားတွေကိုဒီလိုရေအေးအေးလေးတိုက်ကျွေးခြင်းအားဖြင့်လေကိုဘဝမှာကြုံတွေ့နေရတဲ့ပူလောင်မှုတွေတောကတွေကိုငြိမ်းအေးစေတယ်လို့ဆိုပါတယ်။တကယ်ကိုအတိတ်ပဲရှိတဲ့လုပ်ရက်လေးတွေပါပဲ။ကဲဒီလိုမျိုးလေးတွေလုပ်ပေးသွားပြီဆိုရင်တော့ကိုယ့်ရဲ့ဘဝနဲ့စီးပွားရေးအထောက်ဘလို့ချိုးချေးတွေရလာမလဲဆိုတာကိုစက်ကြည့်အောင်အဓိကချက်ကတော့ဒါပါပဲဗျအစိုးရဆုံးသောကန့်ကျမာရီကိုတောင်ပြောင်းပြန်လန်ကင်းနိုင်တယ်ဆိုတာပါပဲမူရင်းတင်ပြချက်မှာအရန်ကိုအလေးနဲ့ပြောချတာကတော့ဒီစီမံလေးကိုပြုလုပ်လိုက်တာနဲ့အညံ့အခိုက်တွေအားလုံးကင်းစင်သွားမယ်အယောင်ဝယ်စီးပွားရေးကဆိုရင်လည်းနှစ်ဆလောက်ကိုတိုးတက်လာမယ်ပြီးတော့စိတ်ချမ်းသာကိုချမ်းသာဆိုတာနဲ့ဘဝကိုဖြတ်သန်းနိုင်မယ်လို့ဆိုပါတယ်တကယ်ကိုအားတဆက်ကောင်းတဲ့စကားရဲ့လေးပါပဲနောက်ထပ်ပိုပြီးတိကျတဲ့ကြံညံတွေလိုချင်သေးတဲ့ဆိုရင်တော့ဆွေးနွေးတိုင်ပင်လို့ရမယ့်ပြည်တဲ့နဲ့ရှာတာပိုင်လေးရှိပါတယ်တကယ်လို့ကိုယ့်ရဲ့ကိုယ်ပိုင်ကန်စားတာကိုတီးတီးကြကြစစ်စစ်ချင်တာမျိုးဒါမှမဟုတ်တခုရေကြုံတွေ့နေရတဲ့အခက်ခဲပြဿနာလေးတွေရှိလို့တေချာဖြေရှင်းချင်တယ်ဆိုရင်တော့မူရင်းဆရာထဲမှာတိုက်ရိုက်ပေးတဲ့မင်းမြတ်နာတို့ဇာတာစစ်စစ်တာတို့ကိုပြုလုပ်နိုင်ပါတယ်ဗျာဒါဟာပိုပြီးတေချာတဲ့လမ်းညွှန်မှုတွေရယူနိုင်မဲ့အခွင့်အရေးတစ်ခုလိုပဲဆိုရမှာပါကဲဒီနေ့အထရှင်းပြပေးခဲ့တဲ့အကြောင်းအရာလေးကိုအဆုံးမသက်ခင်မှာဒီလိုမေးခွန်းလေးတစ်ခုနဲ့အတွေ့ပွားစေချင်ပါတယ်။ကံကောင်းခြင်းတွေဖန်တီးနိုင်မှုအတွက်နေ့စဉ်ဘဝမှာတခြားဘလို့တင်းငယ်တဲ့ကုသိုလ်ကောင်းမှုကျင့်နာမှုလေးတွေကိုကျွန်တော်တို့ပြုလုပ်နိုင်သေးတယ်လေ။ရတရားဆိုတာယုံကြည်မှုနဲ့လှုပ်ဆောင်ရတဲ့အရာတစ်ခုဖြစ်ပေမဲ့နေ့စဉ်ပြုလုပ်နေတဲ့ကုသိုလ်တွေကတော့ဘယ်အချင်းဖြစ်ကောင်းကျိုးကိုသာပေးစွမ်းနိုင်တာသိကြပါတယ်။အားလုံးပဲစိတ်ချမ်းသာကိုကျန်းမာစွာနဲ့ကောင်းမွန်တဲ့ကံကြမ္မာတွေကိုကိုယ်တိုင်ဖန်တီးနိုင်ကြပါစေလို့ဆုတောင်းပေးရင်ဒီမှာပဲနေကုန်းချိုးလိုက်ပါတယ်ဗျာ။